ပဲချင်ကအဲ့ဒီကောင်လေးကဂိုးထဲဝင်တဲ့ဘောလုံးတစ်လုံးရဲ့ဘဝကိုပြောင်းလဲဖို့ဆုံးဖြတ်ထားတာလေနာမည်ကြီးအစိတ်ကိုရဖို့မူလကဘာတွေကိုခံခဲ့ရတာဒီလိုအောင်မြင်မှုရဲ့နောက်ွယ်ကဘလို့နာကျင်မှုတွေနဲ့ရှိနေခဲ့တာလေဒီနေ့နေမရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတော့ပါမယ်လမ်းဘေးမှာဘောလုံးကစားသမားကနေကမ္ဘာအကြီးစားကလပ်တော်ထိရောက်လာတဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။နေမဟာ1992ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့မူချီဒါဂရိုဆာဆိုတဲ့လူသိနေတဲ့မြို့တစ်မြို့ကလေးမွေးဖွားလာခဲ့ပါတယ်။သူ့ဖေကတော့ဘောက်ပေါ်ကကစားသမားဘဝတစ်လျှောက်လုံးနဲ့ဘောလုံးကိုပဲမျှော်လင့်နေသူပဲဖြစ်ပါတယ်။အဖေကတင်ပေးခဲ့တဲ့တန်ဖိုးတစ်ခုကတော့အောင်မြင်ဖို့တင့်နေတဲ့နာကျင်မှုကိုလည်းခံနိုင်ဖို့လိုတယ်ဆိုတာပါပဲ။သူက17နှစ်အရွယ်ပဲရှိတဲ့အချိန်မှာ FC စံတော်အသင်းနဲ့စတင်ခဲ့ပါတယ်။လမ်းဘေးကကစားသမားတစ်ယောက်အနေနဲ့ထင်ရှားလာတာနဲ့မျှသူ့အတွက်ဘောလုံးဆိုတာတဲ့အမဲနဲ့ရေးထားတဲ့အိမ်မက်တစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အရေးအချင်းတွေကအမြန်ဆုံးတင်တဲ့အတူဂိုးတွေလည်းအော်နိုင်လောက်တဲ့အထိတွင်းလာခဲ့ပါတယ်။သူ့ရဲ့အမည်ကတော့နေမားဟာဘရာဇီးနိုင်ငံတနိုင်ငံလောက်ကိုတည်အောင်ဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာ Real Madrid ကသူ့ကိုခေါ်လိုက်ပါတယ်။အဲ့ဒါသူ့အတွက်အကြီးစားအခွင့်အရေးတစ်ခုပေါ်လာတဲ့အချိန်ပါပဲ။ဒါပေမဲ့သူမတော်ခဲ့ပါဘူး။စန်တိုကပုံမကောင်းတဲ့စာကြောက်တစ်ခုပေးလိုက်တော့အဲ့ဒီကနေဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်တစ်ချက်တည်းကပဲနောင်တအနာမရှိတဲ့နီလန်တခြားအောင်မြင်မှုကိုဖန်တီးပေးလိုက်တာပါပဲ။သူကတော့18နှစ်အရွယ်မှာပဲအတင်းအဖွဲ့တွေတက်ဂိုးပေါင်းများစွာတွန်းလာခဲ့ပါတယ်။သူ့ရဲ့အရေးချင်းတွေနဲ့အတူထင်ရှားလာတာနဲ့ပြိုင်ပွဲတိုင်းမှာဂိုးသွင်းခဲ့ပါတယ်။ဂိုပါလေဘာတာဒိုရစ်ကိုအနိုင်ရရှိလာပြီးနောက်အသက်အငယ်ဆုံးသူတို့အနေနဲ့နိုင်ငံကိုကောင်းယူစေခဲ့ပါတယ်။သူ့ရဲ့နီလန်ကတစ်ခုတည်းပါပဲမလွတ်မရှာနေတိုင်းကစားနေတိုင်းတိုးတက်ပါပဲ။သူ့ရဲ့အောင်မြင်မှုကကမ္ဘာတဝန်းကိုတက်ရောက်လာခဲ့ပါတယ်။သူကကလပ်တစ်ခုရဲ့အောင်မြင်မှုကိုတိုင်းစီးရုံတမကပဲနဲ့ဘရာဇီးအမျိုးသားအသင်းတွေရဲ့တကားဖြစ်လာခဲ့ပါတယ်။တို့ပေမဲ့အောင်မြင်မှုနောက်ကခံစားရတာကတော့တန်ရာနဲ့ PR သူ့ဘဝအတွက်ပင်ပန်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်။လူတွေကိုဂိုးသွင်းတဲ့အချိန်မှသာတက်လှမ်းတန်ပြုတ်ကြပါတယ်။သူမအောင်မြင်တဲ့အချိန်တွင်သူဘလောက် PR ခံခဲ့ရတဲ့ဆိုတာကိုမသိကြပါဘူး။နာကျင်မှုနဲ့ပြန်ထလာရတဲ့အခိုက်အတန့်တွေကတော့နေမားကိုနေမားဖြစ်စေတဲ့အတိတ်ကအကြောင်းအချက်ဖြစ်လာခဲ့ပါတယ်။နေ့တစ်နေ့မှာဘောလုံးကိုမကစားတော့တာနဲ့တောင်သူ့နာမည်ကတော့နေမားဟာဒီနေ့ဘောလုံးအသက်ဝင်နေတဲ့အမည်တစ်ခုအနေနဲ့နာမည်ကျန်ရည်နေမှာပါ။နေမားဟာသူပြသလိုက်တာကအောင်မြင်ဖို့အတွက်တန်ဖိုးကြီးစွာရာနာကျင်မှုကိုခံနိုင်ဖို့စွမ်းအားဖြစ်လာခဲ့ပါတယ်။အခုနောက်တစ်ခါဘောလုံးပြိုင်ပွဲတစ်ပွဲကြည့်မယ်ဆိုရင်နေမားကဲတို့အဲ့ဒီနောက်ကဘဝနာကျင်မှုကိုသတိထားပြီးတော့ဒီရဲ့အိမ်မက်သူ့ကိုလည်းမလွတ်မရှာတော့ကြည့်ပါလို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့နေမာရဲ့အကြောင်းကိုကျွန်တော်ပြောပြတော့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့တိအတွက်အောင်မြင်ဖို့အတွက်အနာတရားဆုံးဆုံးဖြတ်ချက်ကဘာလဲဆိုတာ comment မှာရေးပေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ